အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Burmese Food Healthy Knowledge Channel မှာကြိုဆိုပါရစေဒီ channel မှာမိဖို့ကြောင့်ထမရှိရဲ့အသီးအနှံအသီးအရွက်တွေရဲ့ကောင်းကျိုးဆိုးကျိုးအာဟာရတန်ဖိုးမှန်ကန်တဲ့စားသုံးနည်းတွေကိုလွယ်လင့်တကူနားလည်အောင်မျှဝေပေးနေပါတယ်ဒီနေ့တော့လူတိုင်းကြိုက်တဲ့အချိုချင်းရောတဲ့အသီးတစ်မျိုးဖြစ်တဲ့ orange လိမ္မော်သီးအကျန်းကိုပြောပြသွားပါမယ်လိမ္မော်သီးကိုရော့တာကောင်းလို့ပဲစားနေကြတာလားဒါမှမဟုတ်တကယ်ကျန်းမာရေးအတွက်ကောင်းလို့လားနေ့တိုင်းလိမ္မော်သီးစားရင်ကိုယ်ခံအားတိုးတက်စေမလားအသားတွေကောင်းလာစေမလားဒီဗီဒီယိုမှာတော့လိမ္မော်သီးရဲ့ကောင်းကျိုးဆိုးကျိုးနဲ့ဘယ်လိုစားရင်အကောင်းဆုံးလဲဆိုတာအသေးစိတ်ပြောပြသွားပါမယ်လိမ္မော်သီးဟာဗိုက်တာမင် C အလွန်မြင့်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်လိမ္မော်သီး100 gram ခန့်မှာဗိုက်တာမင် C, fiber, folate, potassium, antioxidants တွေပါဝင်ပါတယ်ဒီဗိုက်တာမင် C အလွန်များစွာပါဝင်ပါတယ်ဗိုက်တာမင် C ကကိုယ်ခံအားအတွက်အလွန်အရေးကြီးပါတယ်လိမ္မော်သီးရဲ့ကောင်းကျိုးများနံပါတ်1ကိုယ်ခံအားမြင့်တင်ခြင်းဗိုက်တာမင် C ကြောင့်အေးမိခြင်းကိုကာကွယ်ပေးပါတယ်ကိုယ်ခံအားကိုလည်းအားပေးပါတယ်နံပါတ်2အသားအရွယ်ကောင်းစေခြင်းဗိုက်တာမင် C ကကောလာဂျင်ထုတ်လုပ်မှုကိုကူညီပေးတဲ့အတွက်ကြောင့်အသားအရွယ်ကိုတောက်ပစေပါတယ်နံပါတ်3နှလုံးကျန်းမာရေးပိုတက်ဆီယမ်နဲ့အန်တီအောက်ဆိုဒန့်စ်ကြောင့်သွေးပုံခြင်းထိန်းညှိပေးတာကြောင့်နှလုံးရောဂါအန်တီအေကိုလည်းရောစေနိုင်ပါတယ်နံပါတ်4အစာချေစနစ်ဖိုင်ဘာပါဝင်လို့ဝမ်းကျုပ်ခြင်းကိုကာကွယ်ပေးပြီးဦးလန်းချောင်းကိုလည်းကောင်းမွန်စေပါတယ်နံပါတ်5ကြောက်ကဲ့ကျန်းမာရေးလိမ္မော်သီးမှာပါတဲ့ citric acid ကကြောက်ကမှာကြောက်တီမှုထင်းနိုင်ခြင်းကိုရောစေနိုင်ပါတယ်ဆိုးကျိုးများ acid များခြင်းလိမ္မော်သီးမှာ acid များလို့အစာအိမ်ကိုအောင့်စေနိုင်ပါတယ် gastric ရှိသူများသတိထားရမှာမေသွားပျက်စီးခြင်း acid ကြောင့်သွားအလွာအနည်းမဲ့ပျက်စီးနိုင်ပါတယ်ပြီးနောက်ပါးစပ်ကိုရေနဲ့ပလုတ်ခြင်းပေးပါသွေးချိုတဘာဝတကြားပါဝင်လို့များများစားရင်သွေးချိုကိုတက်စေနိုင်ပါတယ်ဘလို့စားရင်အကောင်ဆုံးလဲလက်လက်ဆက်ဆက်စားပါ juice လို့ထောက်တာထက်အလုံးလိုက်စားတာကပိုကောင်းပါတယ်မနက်ပိုင်းသို့မဟုတ်နေကင်းတွေမှာစားသင့်ပါတယ်နေ့စဉ်တစ်လုံးနှလုံးခန့်သာစားသင့်ပါတယ်အနည်းချုပ်ပြောရရင်လိမ္မော်သီးဟာကိုယ်ခံအားကောင်းစေနိုင်တယ်အသားအရည်ကိုကောင်းမွန်စေတယ်နှလုံးကျန်းမာရေးကိုအထောက်အကူပြုတယ်အစာကြေစနစ်ကိုကောင်းမွန်စေတဲ့အတွက်ကြောင့်လူခန္ဓာကိုယ်အတွက်အကျိုးရှိတဲ့အသီးတစ်မျိုးပါဒါပေမဲ့ဘယ်အသီးအနှံမဆိုမျှတစွာစားသုံးဖို့အရေးကြီးပါတယ်ဒီလိုမျိုးကျန်းမာရေးဗဟုသုတတွေဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျန်းမာရေးကောင်းမွန်စွာနေထိုင်နိုင်ကြပါစေ